ကဲသားတို့သမီးတို့ရေတို့မြန်မာပြည်သုံးလုံးကိုအတူတူဆိုကြည်ကြရအောင်ကကြီးခါခွေကငယ်ခါကြီးငါအလုံးပေါင်းရင်ငါလုံးရှိတယ်ကိုဝါလို့ခေါ်ကြမယ်စလုံးစော်လိန်ဇကွဲစီမြင်ဆွဲညာအစလိုက်လေးမတာထားစဝိုင်လုံးမကြရအောင်ရေမုတ်နာကြီးတဝါလုံးအမြဲပေးထားငါလုံးစီပဲရှိကြတယ်တဝမ်းဘူးထားစင်သူတို့ထွေးတာအောက်ချိုင်နေငယ်နောက်ထပ်ငါလုံးတဝါပေါ်အတူတူလိုက်ဆိုကြည့်ကြမယ်ဘာထချိုင်ဘကောမာဝတ်ထဲမှာငါလုံးရှိအလုံးပေါင်းတဲ့ငါလုံးရှိပြီကျွေးနေပြေတွေဆိုကြစို့ရပတ်လက်နေရာကောလာငယ်ဝါတဟာလန်ရှာနောက်ဆုံးမှာ